ဒီနေ့မှာတော့ကျွတ်ရွရွမွေ့မွေ့ဆက်ဆက်ချက်အရေကုန်ကြော်လေးကိုကျွန်တော်ကကြော်ပြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အဆုံးထိကြည့်ရှုပေးပါဒါကတော့ကျွန်တော်ဝယ်လာတဲ့ချက်အရေကုန်တွေဖြစ်ပါတယ်ချက်အရေကုန်မှာကတ်နေတဲ့အခုလိုမျိုးအစီးတွေကိုအရင်ဆုံးဖယ်ရှားပေးဖို့လိုပါတယ်မဟုတ်ရင်ချက်အရေကုန်ကြော်ရတာအဆင်မပြေသလိုချက်အရေကုန်ကြော်ကျွတ်သွားဖို့လည်းခက်ပါတယ်ဒီအစီးရှိနေဆိုလို့ရှိရင်ပေါ့နော်ဒီလိုနေသားဆိုလို့ရှိရင်ကျွန်တော်တို့ချက်အရေကုန်စပြီးတော့လှီးပါမယ်အနေတော်ဆိုင်လေးလှီးပါမယ်ရတော့ကစားငရေဦးကောင်းဂျင်းကိုအရင်ညှစ်ပြီးတော့နိုင်ဝက်လောက်ကျွန်တော်နှက်ထားလိုက်ပါမယ်ချက်ရည်ကိုကြော်ဖို့အတွက်ကျွန်တော်ကဂျုံနဲ့ကော်မုတ်ကို3စားတစ်စရောပြီးတော့ဝင်ထားလိုက်ပါတယ်ချက်ရည်ကိုအခုလိုမျိုးကုတ်တင်လုပ်ပြီးပြီဆိုလို့ရှိရင်တော့စပြီးကြော်လို့ရပါပြီအခုလိုမျိုးချက်ရည်ကိုကြော်လေးရရွှေအိုရောင်တန်းလာပြီဆိုလို့ရှိရင်တော့ဆယ်လို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ကျွတ်ရွားတဲ့ကြက်အရီကွန်ကြော်လေးရပါပြီကြက်အရီကွန်ကြော်ကိုမှုမစက်လေးဖြစ်အောင်အရင်ဆုံးကြက်တုံလေးကျွန်တော်ပါပါလီးရမယ်စပလင်ကိုလီးမယ်စပလင်လီးပြီးွားရင်တေချာညက်နေအောင်ထောင်းလာလိုက်ပါမယ်ကြက်တုံလေးကိုအရင်ဆုံးကြော်ပါမယ်အခုလိုမျိုးကြက်တုံလေးတွေကရွှေဦးရောင်တန်းလာပြီဆိုလို့ရှိရင်တော့အရင်ဆုံးဆင်ထားလိုက်ပါမယ်ဒါကတော့ကျွန်တော်ထောင်းထားတဲ့ဂျင်းကြက်တုံဖြူနဲ့စပလင်ဖြစ်ပါတယ်တစ်ခုလုံးကိုရောပြီးတော့စီသက်ထားလိုက်မယ်အဆက်အတွက်ငယူသီးခွဲချက်မှုထည့်မယ်ချက်ရေကုန်ကြော်ထည့်မယ်ကြော်ရတဲ့ချက်သွန်ကြော်ထည့်မယ်အရသာတော့ကတော့စားအရသာမုတ်ထည့်ပြီးတော့တေချာနှက်နှက်ဆက်ဆက်လေးမှွေပေးလိုက်မယ်ဆိုလို့ရှိရင်ကျွတ်ရွမှွေပြီးဆက်တဲ့ချက်ရေကုန်ကြော်လေးတစ်ပွဲရပြီပဲဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးအဆုံးထိကြည့်ရှုပေးတဲ့တယောက်စီတောင်ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါဦးမယ်ခင်ဗျာအားလုံးနှုတ်ဆက်ပါတယ်တတား